ကဲအားလုံးမေးကြတယ်မော်တာကိုရေနဲ့ဆေးလို့ရလားရေနဲ့ဆေးလို့ရလားမေးတာမော်တာတိုင်းကိုရေနဲ့ဆေးလို့ဟိုမလိုအပ်ဘူးเนาะမရဘူးလို့မပြောဘူးเนาะမလိုအပ်ဘူးဒီမှာကြည့်ဒီမော်တာဆိုရင်ကြည့်ဒီမှာရှွန့်နေเนาะဒီမှာလွှတ်အတုံးလိုက်အတက်လိုက်တယ်เนาะဒါအတုံးလိုက်အတက်လိုက်တယ်ဒီအနေထားဆိုရင်တော့ဒါဒီရှွန့်ကိုဒါတံပလက်နဲ့တိုက်ဖို့မလိုတော့ဘူးတံပလက်နဲ့တိုက်နေလို့မရတော့เนาะဒါရေနဲ့ဆေးရတော့เนาะမတွေ့လားသူကကြားတဲ့ကြီးကိုပဲကြည့်လိုက်เนาะအဲ့တော့ဟို6နေတဲ့ဟာကြီးကိုတော့သွားပြီးတော့ဟိုရေနဲ့သေးနေကြမလို့ကော်ဘက်ဆွဲလိုက်ရင်ရเนาะဒီနေထားကြီးကြတော့ဒါရေသုံးရတော့မှာเนาะဒီနေထားကြီးကြတော့ဒါရေသုံးရမယ်ရေနဲ့သေးပြီးသေချာပြောင်းပြီးဆိုရင်ဟိုဟိကန်လေးမှုန့်မယ်เนาะဟိကန်လေးမှုန့်မယ်မှုန့်ပြီးတော့သေချာ6မှဒါပြန်လုံးရမှာပေါ့เนาะအဲ့တော့comment နေတာမှာမေးထားတယ်မော်တာကိုရေနဲ့ဆေးလို့ရလားဆိုတာမော်တာရဲ့အနေထားပေါ့မော်တာအတွင်းထဲမှာကြီးတက်တဲ့အနေထားပေါ်မှာကြည့်ပြီးတော့ရေနဲ့ဆေးမယ်မဆေးဘူးကိုစုံဖြတ်ရမယ်เนาะအခုအနေထားဆိုဒါကျွန်တော်ရေနဲ့ဆေးတယ်များသောအားဖြင့်ကျွန်တော်ပြနာရေနဲ့ဆေးတာတော့မပြဘူးပေါ့เนาะအခုတော့ဒီအနေထားကြီးကြတော့ရေနဲ့ဆေးရဲ့မှာရေထိုးချလိုက်ရင်ကြီးတွေပြောင်းသွားမှာကြည့်သူ့ကြီးတွေသူ့ကထွက်တဲ့ကြီးတွေเนาะရေနဲ့ဆေးပြီးတော့သေချာမော်တာတန့်သွားပြီရေနဲ့ဆေးပြီးတော့အချောက်ခံပေါ့နော်6သွားပြီဆိုတော့ဒါတွေကိုကော်ဘက်နဲ့ကော်ဘက်ရှက်မယ်ကော်ဘက်နဲ့ပြောင်းသွားပြီဆိုတော့မှဟိုတန်လာထက်မှာလားကျိုးလဲမှာလားမော်တာဘာလို့မှလဲမော်တာကိုပြန်လုံးရမယ်နော်ဒီအဆင့်မှာရေနဲ့ဆေးတာပေါ့နော်ကဲအားလုံးပဲအဲ့ဒါလေးလာဖြည့်ပေးတာပါကျွန်တော်ဒီကိုဗတိဘိန်းပြင်နေတာပဲဖြစ်ဖြစ်မော်တာအဲ့ဒါလေးရှင်းနေတာပဲဖြစ်ဖြစ်နေရဖြစ်ဖြစ်ရန်ကုန်ကဖြစ်ဖြစ်နော်ရှိကိုပို့လို့ရပါတယ်လူကိုယ်တိုင်လည်းလာရောက်ပြီးတော့ service လုပ်လို့ရတယ်လို့ကိုယ်တိုင်ပြင်နေတာဆိုရင်လည်းကျွန်တော်ရဲ့တင်တန်းလေးကို join လို့ရပါတယ်နော်